ဒီလေးစားဘာဒီလေးဆွဲလိုက်ကဲဒီနေ့မှာတောင်းမယ့်နေရာကတော့မီနာကဖေးဖြစ်ပါတယ်few အရန်လာတယ်ကျွန်တော်လည်းမောက်ခုံလေးနေတော့နာသွားတယ်လက်အတွင်းလေးချစ်စရာလေးဗျာတော့ coffee နဲ့ restaurant ပေါ့နော် coffee လေးတောက်လို့ရ coffee လေးဈေးရန်ကြီးမဟုတ်ပါဘူးပဲ50 60လောက်ပါပဲအဲ့မှာကျွန်တော်ဟိုစပါကင်းနားလာကြီးနေဗျာဟိုကျွန်တော်တို့မန္တလေးမှာလည်းရှိရဗျာကျွန်တော်စီးတာမှာဆိုတဲ့စပါကင်းနားလာကြီးနဲ့ရှိတယ်ဗျာဒီကုန်းရေတကုန်းတောင်ဘက်ကဟာမျိုးလေးချစ်စရာလေးပါအလွမ်းပြေတာပေါ့နော်ဟိုကျွန်တော်ကကြတော့ဘယ်လိုလဲဆိုတော့အဲ့ဒီနေ့တုန်းကတိုက်ကာ cave temple ဘက်ကိုတွားရင်းနဲ့အဲ့ဒါနီးရဗျာနီးတဲ့ခါကျတော့ကျွန်တော်တခုလည်းနဲ့တော့မဟုတ်ဘူးဆိုပြီးတော့ကျွန်တော်အဲ့ဆိုင်လေးမှာစောက်ဝင်လိုက်တာအဲ့ဆိုင်ကတော့အလှဆုံးပဲပေါ့နော်နိုင်ငံသားကြီးလည်းအများဆုံးထိုင်ကြတာပေါ့ပြီးတော့ထိုင်းလူငယ်တွေလည်းအများကြီးလာတယ်စီလက်တန်တယ်ဗျာအဲ့နားမှာတော့တခြားစားတောက်ဆိုင်တွေကဖေးတွေလည်းအများကြီးရှိတယ်ချစ်စရာတွေဗျာလောက်ထားတာတွေကသူတို့ကအဲ့လို ecosystem လိုဟာမျိုးကိုသူတို့ပြောလဲ high end လေးဖြစ်အောင်လုပ်ထားတာတော်တော်မိုက်တယ်အချစ်ဖို့ကောင်းတယ်ကျွန်တော်ကြိုက်တယ်ဒါပြအဲ့လို open space အခြေကြီးငကင်းစင်းကြီးတွေအဲ့ဒီကောင်းကင်ပြားကြီးတိတ်နေကိုကြည့်လိုက်ရတာတော့ရှိတယ်ဗျာတော်တော်မိုက်တယ်တချို့လည်းအဲ့လို6လေးကျွန်တော်သူများလုံးရိုက်လာသေးတယ်6လေးချပြီးထိုင်နေတဲ့တန်းမှာကျွန်တော်လည်းပိန်မြပါနဲ့နေပါရှောက်ဒါပေမဲ့ကျွန်တော်တော့မချောပါဘူးအသားလည်းမဲ့တူးနေအဲ့ဒီမှာအဲ့လုံးနေကြည့်လိုက်မဲဆက်ရှိုးပါတယ်အဲ့တူဘာမှမရှိတဲ့ဆေးရဲကိုစုပ်တန်ကိုထည့်ပြီးတော့အဲ့မှာအကြည့်အောင်လေးအယောင်ကြည့်အောင်လေးဆွဲနေဟဲ့လားဟုတ်မလဲတကျွမ်းကျင်တယ်နော်အဲ့မှာအဓိကကိတ်လေးတွေရှိပဲတော်တော်လှတယ်ကားပဲစားလို့လည်းကောင်းတယ်ကိတ်လေးတွေဆေးလေးတက်ပါတယ်သူကတော့နာမည်ကြီးရတော့အဲ့ကိတ်လှလေးတွေနဲ့ဓာတ်ပုံရိုက်ပေါ့ဗျာအဲ့လိုပန်းပွင့်လေးဒီစီပန်းလေးနဲ့တော်လှကောင်းပါလေစားလို့လည်းကျွန်တော်အဲ့မှာတခါလေကျွန်တော်ဟိုတည်းကပြောတဲ့Tiger Cave Temple ဘက်ကိုကျွန်တော်တွားရင်းနဲ့တခါတည်းဝင်လိုက်တာဆိုင်လေးကတော်တော်လာတယ်ဒီကနေ့နာအောင်ကြီးနေတော်တော်လေးလာတယ်ဗျာကျွန်တော်ဒီလည်းပဲအဲ့တော့အကေကချနာဘူရီမှာရှိတာမီနာကဖေးဘေးနေပါလားဘေးရဘေးကြီးချွေးတာဒီဘေးချွေးတယ်ဒါပေမဲ့အဲ့ဒီကတော့ဘလို့စိတ်ကူးနေပါလို့ဆိုကျွန်တော်အဲ့လိုအပွင့်နေဝတ်လိုက်တယ်ကျွန်တော်ဝတ်ပြီးကျွန်တော်မကြိုက်ဘူးမနဲ့ဓာတ်ပုံကျွန်တော် share ရိုက်မမြင်ရလေပူလှတယ်အဲ့မှာလာတယ်ပကြီးဆွဲချင်အောင်ဆောင်းအဲ့မှာပွင့်နေကိုကြီးကိုဝင်းဝီးရကိုဝင်းဝီးရထားရမလေး dramatic photo လည်းဒီတိုင်းနိုင်ငံလူတွင်းမဲ့ဖြစ်ဒေချင်းနေရရှိရင်လာလာကိုဆက်သွယ်လိုက်ပါလို့ပြောချင်ပါတယ်ခင်ဗျာလာလာကို